ဒီနေ့ချိုးကတငယ်ချင်းနဲ့ lunch date လေးကိုစီရိုနာဒုတိယထပ်က Chinese restaurant လေးမှာသွားစားဖြစ်ခဲ့ပါတယ်ဒီ restaurant လေးကိုလေဟိုတလောကဘလော့တကူတွေးလိုက်တယ်ပေါ့နော်အဲ့မှာ Chinese food စစ်တွေရမယ်ပြီးတော့ဈေးကလည်းဆက်လိုက်လေးတွေကိုမှတတ်တာတယ်ပေါ့နော်အဲ့လိုဆိုတော့ကိုကလည်း Chinese food lover ဆိုတော့သွားစားကြည့်မယ်ဆိုပြီးတငယ်ချင်းနဲ့တိတ်ပြီးသွားလိုက်တာပေါ့နော်ဟိုရောက်တော့ချိုးလို့ပေါ့နော်ဒါကတော့သူ့ရဲ့ဆိုင်အနေထားပေါ့နော်အဲ့နဲ့ချိုးလို့ဘာမှမလုပ်ရလဲဆိုပြီးတော့တချမ်းမီနူတောင်းကြည့်လိုက်ပါတယ်။တော့မီနူမှာအလာကတ်ရဲ့ဆက်မီနူဆိုပြီးရှိရပေါ့နော်။ဆက်မီနူမှာကျတော့သူက AB ခွဲထားရပေါ့နော်။ဆက် A ဆက် B ခွဲထားတယ်။တစ်ဆက်ကိုမှဘလောက်လို့ထင်လဲ။ဒီစီရိုနာဟိုတယ်ရဲ့ဒုတိယထပ်မှာဖွင့်လာတဲ့ Chinese restaurant မှာတစ်ဆက်ကိုမှမြန်မာငွေကျပ်3000ကျပ်တိရနေတော့ဒီရည်ပါမယ်နော်သူကဆက်ထဲမှာလေဆက် A ဆက် B ဆိုပြီးသူကတစ်ဆက်ထဲမှာဆိုပြီးအသား2မျိုးနောက်အသီးရွက်ကြော်1မျိုးစုပ်တစ်ခုပြီးတော့နောက်ဟင်းရည်ဆက်တာအခုလာချတာတဲ့ဆက်မီလိုတွေမှာပါတယ်ပေါ့နော်ဒီဘက်ကအမဲသားရယ်ဟိုဘက်ကဝက်သားရယ်စက်သားတော့1မျိုးလောက်ပဲပါတယ်ဟိုတင်ဆန်းလေးကတော့ချူဝါထပ်ပြီးတော့ကိုကအလာကတ်မှာစားပေါ့နော်ကိုစားချင်လို့ကျန်တာတော့ဆက်ထဲရပဲပေါ့နော်ဒီချက်ချောက်ကလည်းအလာကပ်ပါပဲတင်စမ်းနှစ်ပွဲပေါ့နော် beef မှာကြောင့် chicken ဆက်ရဒါလည်းဆက်ထဲမှာပါတယ်ဟင်းနားရယ်ရွက်ကြော်ရယ်အမဲသားလေးကနည်းနည်းမစားဘူးဒီစက်ကဒါဝတ်တာဒါ beef ကိုတုတ်ထားတာ努力呢，没的，我在啥？还有这家的，那本来咱暑假的，本来咋呀？现在人多吧？以后这有数了，都不干了。这有点这有个，没这有。没知道，我大爷，两把了。点三百点三来，点三得了哪年的？点三去。没打入过打入面，哎呀，没啥路什么，现在我只买了个接打，但没有老贵吧，晒天嘛，那个地方那挂最大鱼嘛。ဆက်ဆိုရင်သူကမဲသားဝတ်သားကတော့ဆက် A ရောဆက် B ရောပါတယ်ဆက် A မှာဝတ်သားပါတယ်ဆက် B မှာမဲသားပါတယ်ချက်သားဆိုတာလေးပဲပါသူ့ကမတန်ခုတ်တတ်တယ်黑木梅黑叫梅黑，那但是有的เป็นเราต้องเอกกันจริงๆที่นี่นี่ซูซีเล่อุเลยป่ะซีเล่อุเลยป่ะ那四川的我买三个那你是怎么的土耳其的江湖是최초로妈妈ဖြစ်တဲ့ရွေးကြော်မြဲတာလေးရှမ်းစာကနူးအိနာကစုံရကြော်ကြတော့သူကဆက်ထဲမှာကိုအောင်ဆက်မှာအလားကတိထက်မှာကျမရန်တောင်ပါကျမမှာလားဆက်ပြီးမှာလားမဲသားပါကျမတကယ်ကြက်သား
စက်သားတစ်မျိုးပဲစားဒါပေမဲ့သူကစက်ထဲမှာလေစက်သားတစ်မျိုးလောက်ပဲပါတယ်ဟိုသားနဲ့အမေသားဆက်အိမ်နဲ့ဆက်ပြီးခွဲထားတော့ဟိုသားလည်းကျမစားချက်ချင်တင်စားဒါလည်းအလာကတိပဲဒါတသက်ထမှာအကြည့်လာမူအင်းညာအော်လားဒီကရရောက်သွားတယ်လို့ခါစားစားတော့လေစားလို့ပြီးသွားပြီပေါ့မှဒီပဲဆန်စားတယ်တက်ချက်တော့ကတခုကြံနေစားနိုင်တော့ပြီးလို့ဒါကတော့စားပြီးတော့အလကားရတဲ့မြေပဲကိုထိုင်စားညာပေါ့နော်ပြောရမယ်ဆိုရင်သူ့ရဲ့ဆက်က3000နဲ့တယောက်ဆိုပိုင်းသွားတယ်သူဆလတ်လည်းပါတယ်အသားလည်းပါတယ်ဟင်းရီလည်းပါတယ်ဆိုတော့တန်တယ်လို့ပြောလို့ရကွယ်စီရိုနာဟိုတယ်ကြီးက Chinese restaurant မှာတစ်ဆက်ကို3000ကျပ်နဲ့ရအောင်ကွာသွားစားတဲ့နဲ့အရသာလည်းလုံးဝလက်ခံလို့ရတယ်ဒါပေမဲ့တရုတ်ဟင်းဆိုနည်းနည်းပေါ့တယ်ပေါ့နော်အငံတော့မပါဘူးအဲ့လိုပဲဘလော့ရိုက်ပြီးနှုတ်ဆက်တဲ့ဘလော့ဘရောမှမရိုက်မိလို့တတနောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်တတ